The Call Call the Online Magazine ကိုနားဆင်နေရတာဖြစ်ပါတယ်။အင်အားဤပညာနဲ့နိုင်ငံတကာကျော်စောခိုင်ဒီအပိုင်းမှာစကမစစ်ရှုံးသတင်းတွေကိုခက်စိတ်စိတ်ပြန်ကြားလာရတယ်။အင်အားနဲ့ဤပညာစက်တင်ဘာ25ကခင်ဦးနဲ့ရွှေဘိုအဆက်တိုက်ပွဲမှာစစ်တပ်ဘက်ကတရင်မှုအဆင့်အထိကြာဆုံးခဲ့တယ်။ဝန်သူကထွက်လာတဲ့အင်အား90လောက်ရှိတဲ့စကမစစ်ကြောင်းဟာ9ဦးလောက်အဖမ်းခံရတယ်လို့ဂျန်နဲ့သူအတော်များများကြာဆုံးတယ်လို့ကြားသိရတယ်။စက်တင်ဘာ21ရက်ကပေါက်မြို့မှာစစ်စခန်းတစ်ခုကြာတဲ့တဲ့4ကီကောတကြောပြန်တိုက်ပွဲမှာစစ်တပ်ကို KNL ကပြန်တိုက်ထုတ်လိုက်နိုင်တဲ့တဲ့အမော်မှာအကြာဆုံးဆက်နေတဲ့တဲ့နဲ့အမောက်ကိုဒေါ်လာရင်းတပ်တွေကသိမ်းပိုက်လိုက်တဲ့တဲ့တွေဟာ4လလောက်ရှင်ရနေတဲ့စကမရဲ့တံပြန်ထိုးစစ်တွေအပေါ်ပြန်လည်လွှမ်းမိုးနိုင်ခဲ့တာတွေ့ရတယ်။ဒီစစ်အောင်ပွဲတဲ့တွေဟာ132ခုစစ်စင်ရေးမတိုင်မီဒေါ်လာရင်းတပ်တွေနဲ့စစ်တပ်ကြား3-4လလောက်စီသူတလက်ကိုတလက်အပြန်အလှန်လွှမ်းမိုးတိုက်ခိုက်နေတဲ့တဲ့တွေနဲ့ပုံစံတူပြန်ပြီးဖတ်ကြော့လာမလားစဉ်းစားစရာဖြစ်စေခဲ့တယ်။အရင်2022-23ကစစ်တပ်အသာစီးရတယ်ဆိုတာစစ်တပ်ဘက်ကစစ်ကြောင်းထိုးတဲ့အချိန်မှာလက်နက်မပြည့်စုံတဲ့အရတားပျောက်ကြားတပ်တွေကစုပ်ပေးရပြီးစစ်တပ်ကရွာတွေကိုဖျက်ဆီးမီးရှို့သွားတဲ့တဲ့တွေကအများစုဖြစ်တယ်။အခု2025မှာပြန်စစ်ကြောင်းထိုးတဲ့အခါလာလုံအင်အားကိုအသုံးမပြုနိုင်ရင်စနစ်တကျကြိုတင်ပြင်ဆင်မှုတွေမလုပ်လာခဲ့ရင်စစ်တပ်ဘက်ကစစ်ပွဲအများစုမှာအရင်လိုရှုံးနေမြေဆိုတာကိုဖော်ပြနေတဲ့သဘောဖြစ်တယ်။ဒီတော့စစ်တပ်ပြန်ခေါင်းထောင်မလာဘူးဆိုရင်စစ်မှုထမ်းတွေကိုအဆင့်တစ်ခုကနေဂျိုတင်ကင်တွယ်ထိန်းချုပ်နိုင်တဲ့အစီအမံချမှတ်ဖို့နဲ့နောက်ပိုင်းသုံးလာတဲ့ဒရုန်းနဲ့အခြားနည်းပညာအသားရမှုတွေကိုခြေဖြတ်နိုင်ဖို့လို့ရေပုံရကောက်ချက်ချရမှာဖြစ်တယ်။စကမနိုင်ငံရေးခြားခီးစဉ်များစစ်ပွဲတချို့အနိုင်ရမှုဟာစကမခေါင်းဆောင်ကိုရုရှားနဲ့တရုတ်ရဲ့စီးရေးပြအခမ်းအနားတွေနဲ့စစ်အောင်ပွဲခံအခမ်းအနားတွေကိုတက်ရောက်ခွင့်ရစေခဲ့တယ်။အခုလဲနျူကလ িয়ার နည်းပညာခေါင်းစဉ်နဲ့ရုရှားကိုတပတ်ကြာသွားရောက်နေခြင်းဖြစ်တယ်။တရုတ်နဲ့ရုရှားခီးစဉ်တွေမှာအင်အားကြီးနိုင်ငံကြီးတွေရဲ့ထောက်ခံမှုတွေကိုရယူရင်းနိုင်ငံတကာမှာပြန်ဝင်ဆက်နိုင်ဖို့ကြိုးစားနေတယ်လို့မြန်မာပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေအတွက်လည်းခုနောက်ပိုင်းမှာဒရက်ဆက်ဖိတ်ခေါ်နေတာကိုတွေ့ရမှာဖြစ်တယ်။နိုင်ငံရေးခြားခီးစဉ်တွေကနေတိုက်ပွဲတွေမှာနိုင်ယူနိုင်ဖို့လိုအပ်တဲ့လက်နက်နဲ့နည်းပညာစီးပွားရေးအရရင်းနှီးမြှုပ်နှံမှုတခြားနိုင်ငံခေါင်းဆောင်တွေနဲ့တန်တမန်အဆက်အသွယ်အဲ့ဒီအားထုတ်မှုတွေအားလုံးကိုဒေါ်လာရေးဘက်ကတစ်ချက်တည်းနဲ့တံပြန်ချစ်ဖြတ်နိုင်တာရှိမလားမေးလာရင်ဒေါ်လာရေးအင်အားစုတွေကြားကစူးစီးမှုလို့ပဲဖြေရမှာဖြစ်တယ်။သူ့အင်အားစူးစီးမှုကိုချစ်ဖြတ်ရင်းကိုယ့်အင်အားစူးစီးမှုကိုတိစောက်တဲ့အခါအချိန်တစ်ခုတော့လိုအပ်မှာဖြစ်တယ်။ဒါကြောင့်အနာဂတ်မှာရလာမယ့်ကြီးမားတဲ့အောင်မြင်မှုကိုမျှော်လင့်နိုင်ဖို့အတွက်ဆိုရင်ခုကလေးကစတင်တိစောက်ကြဖို့လိုအပ်မှာဖြစ်တယ်။ဒီမှာတစ်ခုသတိရှိဖို့ကပြင်ဆင်ချိန်တက်တက်အချိန်ယူနေတာမျိုးမဖြစ်ဖို့ပါပဲ။ဘာဂရန်လီတဲ့အခြေစိုက်စခန်းစက်တင်ဘာ18ရက်ကပြည်ထောင်ဝန်ကြီးချုပ်စတာမာနဲ့ဆွေးနွေးပွဲတစ်ခုမှာထရမ်ကအာဖဂန်မှာရှိတဲ့ဘာဂရန်လီတဲ့အခြေစိုက်စခန်းကိုပြန်လည်အသုံးပြုခွင့်ရဖို့ကဘူးဆိုရနဲ့ဆွေးနွေးမှုတွေလုပ်နေတယ်လို့ထုတ်ပြောခဲ့တယ်။ဒီသတင်းဟာအမေရိကန်ရဲ့အရှေ့အလယ်ပိုင်းဗဟိုအာရှနဲ့တောင်အာရှတွေမှာလက်တလောဇက်တိုက်ဝင်ထွက်နေတဲ့သတင်းတွေကိုအတည်ပြုပေးခဲ့တယ်လို့ဖြစ်တာတွေ့ရတယ်။တကယ်သာထရမ်ဆိုရဟာအာဖဂန်ကတာလီဘန်အစိုးရနဲ့ဆွေးနွေးမယ်ဆိုရင်တစ်ချိန်မဟုတ်တစ်ချိန်ပါကစ္စတန်ဟာဂျားကန်အဖြစ်ပါလာဖို့ရှိနေတယ်။2021ဘိုင်ဒန်လက်ထက်မှာအာဖဂန်ကနေအလင်းစလိုဆုတ်ခွာမှုရဲ့အကျိုးဆက်ကိုခံစားနေရတဲ့သဘောဖြစ်တယ်။အိုဘားမားလက်ထက်ကစတဲ့အမေရိကန်ရဲ့အင်ဒိုပစိဖိတ်ဒေသကိုအားပြုတဲ့ policy ကနေယူကရိန်းစစ်နဲ့ဂါဇာပြဿနာကြောင့်အာရှအလယ်ပိုင်းကိုပြန်လည်ဦးလှည့်လာရတဲ့သဘောဖြစ်တယ်။ဘာဂရန်ကိုအမေရိကန်လိုချင်တာဟာတရုတ်နျူကလ িয়ার လက်နက်ထုတ်လုပ်တပ်ဆင်စမ်းသပ်မှုတွေနဲ့လက်တကမ်းအကွာမှာလေတပ်အခြေစိုက်စခန်းတစ်ခုရှိနေခြင်းလို့ပြောင်ထုတ်ဖော်ပြောတာတွေ့ရတယ်။ဘာဂရန်ဟာလေတပ်စခန်းကြီးတစ်ခုဖြစ်တဲ့ပြေးလန်းရှည် 3.6 ကီလိုမီတာရှိတာကြောင့်ဘုံကျဲလေယာဉ်တွေနဲ့ထောက်ပံ့လေယာဉ်ကြီးတွေဆင့်တက်ဖို့အဆင်ပြေတယ်။နောက်ထပ်အကြောင်းရင်းတစ်ခုကဒီလေတပ်စခန်းကိုတရုတ်ထိန်းချုပ်သွားမှာကိုစိုးရိမ်နေတာကလည်းတစ်ခုအပါဝင်ဖြစ်တယ်။လက်တလုံးမှာအာဖဂန်ဘက်ကနိုင်ငံသားအခြေစိုက်စခန်းတစ်ခုကိုမှသူ့နိုင်ငံထဲမှာခွင့်ပြုမှာမဟုတ်ပေမဲ့နိုင်ငံဆက်ဆံရေးကိုကြည်ပြီးဆွေးနွေးမှုတွေဆက်လုပ်နေမှာလို့တော့ထုတ်ပြောထားတာတွေ့ရတယ်။ရုရှားယူကရိန်းစစ်နဲ့ဆိုဗီယက်ကွဲထွက်ဗဟိုအာရှနိုင်ငံတွေအာဖဂန်နစ္စတန်နဲ့ခုနောက်ပိုင်းအလုတ်ရန်ကျန်းခဲ့တဲ့အစိုးရတွေပြုတ်ကျခဲ့တဲ့ဘင်္ဂလားဒေ့ရှ်သီရိလင်္ကာနီပေါတို့နဲ့တရုတ်ရဲ့အီလေဖြစ်နေတဲ့10နှစ်ကျော်ကြာ BRI ဂုံးတွင်လမ်းကြောင်းတွေအားလုံးကနေယူနုကတဆင့်အတန်ထွက်ခဲ့တဲ့ဘင်္ဂလားဒေ့ရှ်ရခိုင်လူသားချင်းစာနာမှုစင်ကြံစတဲ့ဇလန်းတွေအားလုံးဟာစူးစီးမိလာဖို့အားယူနေတာတွေ့ရတယ်။အနောက်ဘက်စစ်မျက်နှာတရုတ်ဖိအားနဲ့တရုတ်နယ်စပ်အခြေအနေတွေကြောင့်132ခွန်လှိုင်းတွေငြိမ်သက်ခဲ့ရတယ်။ရခိုင်နောက်ဘက်ကမ်းခြေနဲ့နယ်စပ်ဟာအခွင့်အရေးတွေနဲ့အတူထောင်ချောက်တွေလည်းအပြည့်ဖြစ်တာတွေ့ရတယ်။အိမ်ခွင်းဆိုပေမဲ့နိုင်ငံတကာကစားသမားတွေရဲ့မှွေနှောက်ထိုးဖောက်မှုကိုလက်တိနဲ့လေ့လာစောင့်ကြည့်နေဖို့လိုတာအမှန်ဖြစ်တယ်။
The Call ခေါ်သံ online magazine မှာဖော်ပြထားတဲ့ဆောင်းပါးရှင်ကျော်စောခိုင်ရဲ့အင်အားနည်းပညာနဲ့နိုင်ငံတကာသတင်းသုံးသပ်ချက်ဆောင်းပါးကိုကျွန်တော်မြင့်ထက်အောင်ရွတ်ဖတ်ထားတာဖြစ်ပါတယ်ခင်ဗျာ။